ဆိုတော့အားလုံးမင်္ဂလာပါဒီနေ့ကလေးများရဲ့စိတ်ပိုင်းဆိုင်ရာနဲ့တိဆောက်ခြင်းနဲ့ပတ်သက်ပြီးတော့ကျမတို့အနေနဲ့သွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျမတို့ Childhood Self Management ရဲ့ Part 4ကိုရောက်ရှိလို့လာပါပြီအားလုံးကိုပြန်လည်ကြိုဆိုပါတယ်ဒီနေ့တော့ကျမအနေနဲ့ဆရာတယောက်ကိုဖိတ်ခေါ်ထားပါတယ်တော့ဆရာနာမည်ကတော့ဆရာဝေယံဖြစ်ပါတယ်ဆရာကတော့ဒီ Trauma Counselor နဲ့ Cognitive Behavior Therapy Practitioner တယောက်ဖြစ်ပါတယ် Master of Social Work Mental Health နဲ့ပတ်သက်ပြီးတော့လည်း Master ရထားပါတယ်ပြီးတော့ Purple Window Counseling ရဲ့ founder တယောက်လည်းဖြစ်ပါတယ်ရှင်ဆရာမိကွန်းလေးတွေကျမတို့စလိုက်ပါမယ်ဆိုတော့ဆရာအခုကျမတို့လက်ရှိအခြေအနေနဲ့ပေါ့နော်ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေတွေရှိလဲဆိုတာဆရာအနေနဲ့ပြောနိုင်မလားရှင်ဟုတ်ကဲ့ပါဟုတ်ဆိုတော့နားထောင်တဲ့ဒီတိုင်းလူတွေအကုန်လုံးကိုဘေးကင်းလုံခြုံပြီးတော့ကျန်းမာကြပါစေလို့ကျွန်တော်အရင်ဆုံးဆုတောင်းပေးပါတယ်ပေါ့နော်ဟုတ်ဆိုတော့ပထမဆုံးမိကွန်းလေးကကြတော့ကျွန်တော်ကဒီchildhood trauma ပေါ့နော်ဆိုတော့အဓိကအပြင်ကျွန်တော်ကကလေးတွေမှာဖြစ်တတ်တဲ့စိတ်ဒဏ်နဲ့ပတ်သက်ဆက်တဲ့လက္ခဏာရဲ့လေးပေါ့လေဆိုတော့ပထမဆုံးတစ်ခုကကျတော့စိတ်ပိုင်းဆိုင်ရာလို့ပြောပြမယ်လို့ကျွန်တော်ရုပ်ပိုင်းဆိုင်ရာသိမှုပိုင်းဆိုင်ရာစိတ်ခံစားချက်ပိုင်းဆိုင်ရာအပြုမှုပိုင်းဆိုင်ရာပေါ့နော်ဆိုတော့ဒီလိုမျိုးတွေကျွန်တော်ကတော့အပိုင်းလိုက်ကိုခွဲပြီးတော့ပြောကြရပေါ့လေတနည်းအားဖြင့်ကျွန်တော်ကစိတ်ပိုင်းဆိုင်ရာမှာအကျိုးတရားလို့ရှိရင်စိတ်ပိုင်းဆိုင်ရာတစ်ခုတည်းတင်မကဘူးကျွန်တော်ရုပ်ပိုင်းဆိုင်ရာမှာဆိုရှင်ဒီယောဂရှာဖွေလို့မရတဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဥပမာပြင်ခေါင်းကိုက်တာမျိုးတွေအစာရင်နဲ့ပတ်သက်ဆက်တာမျိုးခဏခဏဖျားတာမျိုးပေါ့နော်ပြီးနောက်ခါကျတော့ကလေးဆိုရင်မအိပ်တာမျိုးပေါ့နော်အလွန်မင်းအိပ်တာလည်းဖြစ်နိုင်တယ်မအိပ်တာလည်းဖြစ်နိုင်တယ်နောက်အစားတော့စားတဲ့ပုံစံတွေပြောင်းလဲလာတာမျိုးပေါ့နော်ဒါမျိုးကြီးဖြစ်နိုင်တယ်ပြီးနောက်ခါကျတော့သိမှုအတွေးပိုင်းဆိုင်ရာမှာဆိုရင်ကျွန်တော်မျှော်လင့်ချက်မဲ့တာတော့ကလေးတွေမှာဆိုအာယုံစူးစိုက်မှုအားနေတာဆိုတော့အဓိကအဖြစ်တော့ပညာသင်ကြားမှုပေါ်မှာတွေးခေါ်မှုအပိုင်းမှာကျွန်တော်အာယုံစူးစိုက်လာမှုအာယုံစူးစိုက်လာနိုင်မှုအားနေတာမျိုးတွေကျွန်တော်မှဖြစ်လာနိုင်တယ်ပြီးရင်နောက်တစ်ခုကျတော့ကျွန်တော်မှတ်ဉဏ်ပေါ့နော်ဆိုတော့မှတ်ဉဏ်မှာဟိဆိုရင်ကလေးအသက်ငယ်နေပြီမဲ့လို့ကျွန်တော်ခဏခဏမေ့တာမျိုးတွေနောက်အာယုံကမဆိုင်တော့ကြောင့်လို့ကျွန်တော်ကအလွယ်လွယ်ချော်ချော်ဖြစ်တာမျိုးတွေပေါ့နော်စသဖြင့်ဒါမျိုးတွေဖြစ်လာနိုင်တယ်ပြီးနောက်ကကျတော့စိတ်ခံစားချက်ပိုင်းဆိုင်မှာဟိဆိုရှင်ကျွန်တော်အယံဝယ်နေတာမျိုးတွေစိတ်ကလို့အတက်အကျညံတာမျိုးတွေပေါ့နော်နောက်ကကျတော့လူကြီးလိုမျိုးပဲကလေးတွေမှာလည်းဒီစိတ်ခံစားချက်တွေကိုသူတို့ကိုယ်တိုင်ထိန်းချုပ်ကင်တွေ့ရခက်ခဲတာမျိုးတွေစသဖြင့်ဒါမျိုးကြီးဖြစ်လာနေတယ်ဆိုတော့တချို့သော traumatic experience စိတ်ဒဏ်ရစရာအခြေအနေတွေမှာဆိုရင်ကျွန်တော်ကခံစားချက်တွေမဲ့သွားတာမျိုးပေါ့နော်ဆိုတော့ဒါမျိုးလေးလည်းကျွန်တော်တို့အနေနဲ့ကြုံလာရတတ်တယ်ပြီးရင်နောက်ထပ်တစ်ခုကကျတော့အပြုမှုနဲ့လူမှုပေါင်းတဲ့ဆက်ဆံရေးပေါ့နော်ဆိုတော့အပြုမှုနဲ့လူမှုပေါင်းတဲ့ဆက်ဆံရေးမှာဆိုရှင်အရင်တော့ကကလေးကပျော်ပျော်ရွှင်ရွှင်နေတာကနေလူတွေတခြားသောသူတငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်မနေတော့ဘူးတော်တော်ခွဲထွက်နေတဲ့ဟာမျိုးပေါ့နော်ပြီးတော့ကျတော့သူတငယ်ချင်းပေါင်းတဲ့ဆက်ဆံရေးမှာလည်းဒေါသတွေအရင်ကြီးပြီးတော့ထိမ့်မရနိုင်တာမျိုးတွေအခါကျရင်ကျွန်တော်ကိုလူကြီးမိဘတွေတော့မှပဲဒီဒေါသတွေကသူပြန်ထွက်တာမျိုးပေါ့နော်ဒါမျိုးလေးကျွန်တော်ရှိတတ်တယ်ပြီးရင်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်ကနည်းနည်းလေးအရွယ်ရောက်တဲ့သူတွေဆိုရှင်လည်းငငယ်တုန်းကလိုမျိုးကျွန်တော်ကအိမ်မက်ထဲမှာရှူပေါက်တာမျိုးပေါ့နော်အပေါ့သွားတာမျိုးတွေနောက်လက်ဆုပ်တာမျိုးပေါ့နော်လက်မဆုပ်တာမျိုးတွေစသဖြင့်နောက်ခွဲကျတော့ကျွန်တော်ကကိုမိဘကိုငငယ်တုန်းကအတိုင်းပဲမျက်စိအောက်ကနေအပြောက်မခံတာမျိုးပေါ့နော်ဆိုတော့ပြောချင်တဲ့သဘောကဒီတိုင်းနေလို့ရှိရင်သူကမလုံခြုံတဲ့အတွက်ကြောင့်မလို့ဒီလူကြီးမိဘတယောက်ရဲ့ထိတွေ့ဆက်ဆံမှုသူအမြဲတမ်းလူကျင်နေတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒီကနေမှတဆင်ကျွန်တော်ကကိုယ်အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ဟာမျိုးကိုလည်းမလောက်တော့တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်အသက်အနေနီးစက်တဲ့ဟာကိုလည်းသူကလေကိုကာကွယ်မှုအားနည်းလာတာမျိုးပေါ့နော်ဒါမျိုးရှိတတ်တယ်ဆိုတော့အဲ့ဒီကနေမှအရေးကြီးဆုံးအချက်တစ်ခါကျတော့ကျွန်တော်ကမိဘနဲ့သားသမီးကြားထဲမှာဒီအုပ်ထိမှုပုံစံတွေခက်ခဲလာတယ်အထင်းအသိရခက်လာတယ်ပေါ့နော်ပြီးရင်နောက်ကျွန်တော်ကတော့ပြောခဲ့တဲ့အတိုင်းပဲတငယ်ချင်းပေါင်းတင်ဆက်ဆံရေးမှာလည်းဒီပေါင်းအပ်တင်ရခက်တယ်ပတ်ဝန်းကျင်နဲ့လိုက်ရောညှိထွေမှုသူတို့မရှိတော့ဘူးပေါ့နော်ဒါမျိုးတွေအနေနဲ့ကျွန်တော်ဖြစ်လာတတ်တယ်ပြီးရင်နောက်ထပ်နည်းနည်းအရွယ်ရောက်တဲ့ကလေးတွေဆိုရှင်လူမှုကျင့်ဝတ်တွေlock up ဝတ်တွေပေါ့နော် lock up ဝတ်တွေလည်းကျွန်တော်ကလောက်ရကန်ရခက်ခဲလာတယ်ဥပမာအဖြစ်ကျွန်တော်ကလူမှုရေးမှာတစ်ဖက်သားရဲ့အရေးအကဲကိုနားမလည်တော့တဲ့ဟာမျိုးပေါ့နော်ဆိုတော့ဥပမာအဖြစ်ပဲကျွန်တော်ကကိုယ်ကောင်းမွန်ခေါ်ပေးမဲ့လို့ခလေးကကောင်းမွန်မဆက်ဆံတော့ဘူးပြန်လည်းမပြောရည်လည်းမရည်ပြဘူးစသဖြင့်ပေါ့နော်ဒါမျိုးလေးတွေ lock up တွေလည်းကျွန်တော်ကလုပ်ဖို့အတွက်ခက်ခဲလာတာမျိုးရှိတယ်ပြီးရင်အဲ့ဒီကနေမှသူကစိတ်တန်ရာလို့ပြောလိုက်လို့ရှိရင်ကျွန်တော်ကနောက်ထပ်အရေးကြီးဆုံးတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်ကဒီလူလောကကြီးကမလုံခြုံဘူးဆိုတဲ့ခံစားချက်ကိုသူခံစားလိုက်ရတာဆိုတော့အဲ့အတွက်ကြောင့်သူကနောက်ဆက်တွဲမှာလူတွေမယုံတော့ဘူး
ဘဝအသက်ရှင်တန်ရတဲ့ဟာပေါ်မှာလည်းသူကမလုံခြုံတဲ့ခံစားချက်လေးပေါ့နော်ဆိုတော့ဒါမျိုးလေးအနေနဲ့ကျွန်တော်ကရေဘူးရအဖြစ်တွေ့ရတတ်ပါတယ်ဆင်မဟုတ်